မြာသီးနဲ့မတုံးတက်သေးတဲ့သူတွေဆိုရင်တေချာလေးကြည့်သွားပြီးအသားပြဆွပြမောင်းရကြတော့လိုတလောင်လေးပဲထည့်ပြီးတဲ့ခါကျရင်အမတို့ကဒီမှာတံမြာသီးကမရှိတဲ့အတွက်တံမျိုးသီးကိုထည့်သုံးမယ်အချိုးကြလေးပေါင်းဆက်လိုက်ရုံပဲအနည်းဆုံးမှတံမြာသီးတစ်လုံးလုံးထည့်ရလားဆိုထည့်နိုင်ရင်တော့ပိုကောင်းတာပေါ့ကိုထည့်တဲ့အသားပြဆွပြလေးနဲ့ရောပြီးတော့မှုနိုင်လေးကောင်းလေးဒါပေမဲ့အမရဲ့တံမြာသီးကနည်းသွားတဲ့အတွက်ကြောင့်မလို့မရေနဲ့ရောပြီးတော့ဖြော်မယ်ရေနဲ့လည်းသုံးလို့ရတယ်ပြားရည်နဲ့လည်းသုံးလို့ရတယ်နွားနုံနဲ့လည်းသုံးလို့ရတယ်သုံးပြီးတဲ့ခါကျရင်ကိုအဓိက3မိနစ်အောင်အနည်းဆုံး3မိနစ်5မိနစ်လောက်ထားပေးပါဒါပေမဲ့ तू ကပေါင်းနေခိုင်းတာမဟုတ်3မိနစ်5မိနစ်တိုက်နေတဲ့အချိန်မှာကြာလေးပုတ်တိုက်ခိုင်းတာပုတ်တိုက်ပြီးရေစိတ်ကြအဲ့ဒါဆိုရင်လုံးဝကိုလိုချင်တဲ့သားရေကိုရတယ်တစ်ထောက်ကိုမှ9500နဲ့အရင်ဝှေ့ရှင်နဲ့ပို့ပေးတယ်တံမြာသီးနဲ့မတုံးတက်သေးတဲ့သူတွေဆိုရင်တေချာလေးကြည့်သွားပြီးအသားပြဆွပြမောင်းရကြတော့လိုတလောင်လေးပဲထည့်ပြီးတဲ့ခါကျရင်အမတို့ကဒီမှာတံမြာသီးကမရှိတဲ့အတွက်တံမျိုးသီးကိုထည့်သုံးမယ်အချိုးကြလေးပေါင်းဆက်လိုက်ရုံပဲအနည်းဆုံးမှတံမြာသီးတစ်လုံးလုံးထည့်ရလားဆိုထည့်နိုင်ရင်တော့ပိုကောင်းတာပေါ့ကိုထည့်တဲ့အသားပြဆွပြလေးနဲ့ရောပြီးတော့မှုနိုင်လေးကောင်းလေးဒါပေမဲ့အမရဲ့တံမြာသီးကနည်းသွားတဲ့အတွက်ကြောင့်မလို့မရေနဲ့ရောပြီးတော့ဖြော်မယ်ရေနဲ့လည်းသုံးလို့ရတယ်ပြားရည်နဲ့လည်းသုံးလို့ရတယ်နွားနုံနဲ့လည်းသုံးလို့ရတယ်သုံးပြီးတဲ့ခါကျရင်ကိုအဓိက3မိနစ်အောင်အနည်းဆုံး3မိနစ်5မိနစ်လောက်ထားပေးပါဒါပေမဲ့ तू ကပေါင်းနေခိုင်းတာမဟုတ်3မိနစ်5မိနစ်တိုက်နေတဲ့အချိန်မှာကြာလေးပုတ်တိုက်ခိုင်းတာပုတ်တိုက်ပြီးရေစိတ်ကြအဲ့ဒါဆိုရင်လုံးဝကိုလိုချင်တဲ့သားရေကိုရတယ်တစ်ထောက်ကိုမှ9500နဲ့အရင်ဝှေ့ရှင်နဲ့ပို့ပေးတယ်